မင်္ဂလာပါခင်ဗျာ Wildlife and Story YouTube channel မှာကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ရဲ့ channel ဟာဆိုရင်မုတ်ဆိုးတင်္ဂါတို့ရဲ့အကြောင်းအရာအဖြစ်အပျက်များနဲ့ဝတ္ထုများတောတွင်းနေတောရင်တိရစ္ဆာန်များရဲ့အကြောင်းအရာအဖြစ်အပျက်လေ့ထားအမှုချင်းများကိုစစ်ဆက်မပြတ်တင်ဆက်နေတဲ့ channel ဖြစ်ပါတယ်ဒီတစ်ပတ်တင်ဆက်သွားမှာဆိုရင်တော့စာရေးဆရာကြီးခင်မောင်အေးမန္တလေးရေးသားသောအထီးကျန်လို့အမည်ရတဲ့ဝတ္ထုတစ်ပုဒ်ဖြစ်ပါတယ်ဒီဝတ္ထုကိုအတန်စာအုပ်ဖြစ်ဖတ်ကြားတင်ဆက်သွားမှာကတော့ကျွန်တော်နိုင်ဝင်းမင်းဦးကဖြစ်ပါတယ်သောတာဆင်တော်မူကြပါအောင်ခင်ဗျာသူ့အသက်အရွယ်ကငယ်လှပါသေးသည်သူနှင့်သူမိခင်တို့အနေနဲ့အန်ရွယ်ပြောင်းသည့်ခရီးချမ်းကိုတွားနေကြမှန်းဝက်ဝင်ကလေးကသိနေသည်သူမိခင်သည်ရွာတရွာစီသို့တတိကြီးစွာထားလျက်ဥတီသွားနေသည်သူတို့ရှေ့တူယူတွင်မှောင်နေသောလူမြင်ကြီးရှိသည်တီးနှံခင်းတွေအကြားမှာအသီးပွင့်တွေကမိုးတောက်ကျဲတွေလိုတလဲလဲတောက်ပါလျက်ရှိသည်တောချုံများအတွင်ပြုတ်နေအောင်သီးသည့်အသီးများမှအနှံ့တို့ကိုလည်းဝက်ဝင်ငယ်ကလေးကရရှိနေသည်သို့တစေအစာရှိလျင်အန္တရာယ်ကရှိနေသည်ရင်းနှီးရမကိုသူသိထားသည်ယခုပဲကြည့်လေသူမိခင်ဝက်ဝင်မကြီးကသွားနေရမှရုတ်တရက်ရပ်လိုက်သည်ဦးခေါင်းကိုမော့ကာခေါင်းကိုဘယ်ညာရမ်းခါ၍ကြီးမားသောနှာခေါင်းကိုရှုံးပွားလှုပ်ပြီးအနံ့ခံသည်အိုဘက်ဒီဘက်လှည့်၍နံ့ခံသည်မိခင်၏ရင်ဘတ်မှအဖြူရောင်လာချမ်းတရံအမှတ်ကြီးကအမှောင်ထဲမှာပင်ထင်းထင်းကြီးရှိနေသည်ပြီးတော့မိခင်၏ညစ်ပတ်ပေးချမ်းနေသည့်လက်သေးဖြူဖြူများကလည်းအမောင်ထဲမှာပင်ဝင်းလက်တောက်ပနေသည်ဒီနောက်သူမိခင်သည်စိတ်ချလက်ချရှိသွားသည်နှင့်အေးအေးဆေးဆေးပြန်ဖြစ်သွားသည်ထူတဲ့တိတ်သီးလှစွာလွှမ်းခြုံထားသောသူမိခင်၏အမွေးများကထူလွန်း၍ပြားကောင်များပင်ဖောက်ထွင်းဝင်ရောက်တုတ်ချင်းမပြုတ်နိုင်ကြသူတို့လိုဝက်ဝင်မျိုးကလွင်ပြင်အနှံ့မှာရောတောချေစုံမြိုင်တွင်းမှာပါလှုပ်ရှားခြင်းလဲကျက်စားကြသည့်တောတွင်သားကောင်ကြီးများအနက်ကြားကလွဲလျင်အန္တရာယ်အကြီးဆုံးတရဝါဖြစ်သည်ဝက်ဝင်တို့၏တဘာဝကအမြင်အာရုံသိမ့်မကောင်းမျက်စိမလင်းနားမပါတောတွင်းသို့ရောက်လာမည်လက်နဲ့မပါသည့်တကိုယ်တော်ခရီးသွားသို့မဟုတ်ဖက်ကူးမိုရှာသမားတစ်ခုတ်သမားတယောက်ယောက်ကိုချင်းချောက်အန္တရာယ်ပြုနိုင်သည်ကြားတကောင်ကဖြစ်စေကျက်တစ်တကောင်ကဖြစ်စေတိတ်ဆိတ်စွာရှောင်လွှဲသွားတတ်သည့်လူသားတို့၏စကမ်းတစ်ခုခုကိုဂျုံငနေဝင်ရောက်၍အမှတ်မထင်အန္တရာယ်ပြုတတ်သည်ဒီဒေသတဝိုက်တွင်ဝက်ဝင်များကလူတို့ထုံရက်စိုက်ပျိုးထားရာစိုက်ပျိုးခင်းများသို့ညစဉ်လိုဆင်းလာပြီးအစာများရှာဖွေတတ်ကြသည်ထို့နောက်တောထဲသို့ပြန်၍တနေ့လုံးအိပ်နေတတ်ကြသည်ယခုလဲဝက်ဝင်သားမိကအစာရှာဖွေရန်ဆင်းလာကြခြင်းဖြစ်သည်ဝက်ဝင်သားမိကမျက်လုံးမေးမေးဖြင့်တောင်အောက်သို့ကြည့်ရှုကဲခတ်နေကြသည်စစ်သူတို့တွေကကြေးရွာသူကြေးရွာသားတွေအတွက်ညီတို့မှအသုံးတည့်ခြင်းမရှိဝက်ဝင်ငယ်ကလေးအဖို့သူ့မိခင်နှင့်အတူဒီရွာသို့ဆင်းလာခဲ့ဘူးဒီမှာယခုပထမဦးဆုံးအချိန်တို့ဖြစ်၍ဒီခရီးကိုလိုက်ပါလာရသည်မှာစိတ်ပါလက်ပါရှိနေသည်လေပြေလေညင်းလေးများကိုရှူရှိုင်ရင်းသူ့အတွက်ရာရာသည်ပဂတိအသည့်ဆန်းကြီးဖြစ်နေသည်သို့စေကမူသူကသူ့မိခင်၏အနားမှနေ၍တဖွာမှမခွာခဲ့ပေမိခင်ဝက်ဝင်မကြီးသည်သာသူ့အတွက်အားထားရာသူ့အတွက်ခိုလုံရာသူ့အတွက်လုံခြုံရာနေရာဖြစ်သည်ဒီရိုင်းကဘာအတွင်းမှာသူ၏တခုတည်းသောကိုးစားစရာပင်ဖြစ်ပေသည်ည၏ကျဲပွင့်များလင်းလက်နေသည်သို့တစေကျဲမစုံလမသာသဖြင့်ညကမှောင်သည်၎င်းရန်အချိန်ဘက်သို့နီးလာသည်နှင့်အမျှနေ့လည်ခင်းကအပူရှိန်များတစရောပါသွားသဖြင့်မြူတွေထူထပ်ပြီးဟိုးကောင်းကင်ထက်တွင်တပွင့်တလေမြသာလင်းလက်နေသောကျဲများကပြိုးပြက်လျက်ရှိသည်တိမ်တိုင်များကလှိုင်းလုံးကြီးများပမာတအိတလိမ့်လိမ့်နှင့်ရှိနေကြပြီးလွင်ပြင်အတွင်းမှမူလေးပြေသွေး၍အေးနေသည်ခွေးအားတို့၏အမင်္ဂလာဥဒံများကိုလည်းကြားနေရသည်ရာသီအလိုက်စိုက်ပျိုးထားကြသောသီးနှံခင်းများအနီးသို့ရောက်လာသည်နှင့်စိမ့်ဆိုလက်ဆက်သောသီးနှံများ၏ရနံ့ကိုဝက်ဝင်ငယ်ကလေးကရှူရှိုင်းမိသည်ထို့အပြင်ပြားရည်အနံ့ကိုလည်းရသည်ရှောက်သီးနှင့်ကျွဲကောသီးများ၏ချုံမြိန်သောအနံ့ကိုလည်းရသည်လူနံ့ကိုလည်းရနေသည်လားမဆိုနိုင်သူ့အပားမှာအမှောင်ထုနှင့်တူတအိတလိမ့်လိမ့်နှင့်ဘယ်ညာရိမ့်ရွက်နေသည့်မျက်ပေရှည်ကြီးများမျက်သီးဖြူများကကျဲအလင်းရောင်ဖြင့်တောက်ပနေသည်ဝက်ဝင်ငယ်ကလေးကဝယုံတော်ကိုလှမ်းမြော်ကြည့်သည်ဝယုံတော်အတွင်းမှလူသားတဦးဝက်ဝင်သားမိကသူတို့သွားရာလမ်းတစ်လျှောက်တွင်မြည်သည့်အရာကိုမှဂရုပြုခြင်းမရှိဖနက်မပါသည့်မနှုတ်တလူသားတဦးနှင့်ယခုလိုမျက်နှာချင်းဆိုင်မတွေ့မီအခိုက်အတန့်အထိပဇာကိုမှဂရုမပြုအရေးထားခဲ့ခြင်းမရှိသည်ကအမှန်ပင်ယခုမူဝက်ဝင်ငယ်ကလေးခမကြောက်ရှာလွန်း၍ရင်တထိတ်ထိတ်ခုန်နေသည်တကိုယ်လုံးအနှံ့မျှသွေးခုန်နှုံးကမြန်ဆန်စွာလှုပ်ရှားနေသည်မိခင်ဝက်ဝင်မကြီးကထိုလူသားစီသို့ဇွတ်တင်းတိုးဝင်ကုတ်ဖက်တိုက်ခိုက်လိုက်သည်ကိုဝက်ဝင်ငယ်ကလေးမြင်ရသည်လူဦးခေါင်းကိုကုတ်လူမျက်နှာကိုဖဲ့ကာအစွမ်းကုန်တိုက်ခိုက်သည်တို့ဖြစ်၍မနှုတ်တလူသားခမဒဏ်ရာပြင်းထန်စွာရသွားသည်
သွေးစိမ့်ရှင်ရှင်ယိုစီးထွက်ကြလာသည်ထိုလူသားကအတန်ကုန်ဟစ်၍ငဲတန်ပအောင်စူးစူးရဲရဲအော်သည်တိန့်ဆောင်ထွက်ပြေးရန်လဲကြိုးစားသည်လမ်းပင်မလျှောက်နိုင်တော့သဖြင့်လေးဘက်တွား၍အဝေးသို့ပြေးရန်ကြိုးစားသည်သို့တစေဝဝင်မကြီးကသူ့အပေါ်ကစီးမို့လျက်ဇွတ်အတင်းကုတ်ဖဲ့၍လူသား၏အရေးအသားများကိုဆွဲဆုပ်ပစ်နေသည်ထိုစဉ်အခိုက်မှာရွာအတွင်းမှအတန်ပလံများထွက်ပေါ်လာသည်တန်ဘုံတီးတန်တုံးခောက်တန်အော်တန်ဟစ်တန်များစူညံစွာထွက်ပေါ်လာသည်မိယောင်များဟိုမှဒီမှလင်းလက်လာသည်ရွာသားများကတုံးများတန်ဘုံများမိအိမ်များဒုတ်သားလက်နက်များကိုကိုင်ဆွဲကာဝက်ဝင်ကိုလူကတိုက်ခိုက်တပ်ပုတ်သည့်နေရာသို့ရောက်ရှိလာကြသည်တုံးခောက်တန်တန်ဘုံခောက်တန်များကလည်းတဝုံဝုံတတိုင်းတိုင်းနှင့်စူညံလျက်ရှိသည်လူတန်များကြောင့်ဝက်ဝင်သားမိကိုလို့ရုံး၍ပြန်လှည့်ပြေးကြရသည်ဒီအခိုက်မှာပင်ရုတ်တရက်ဒိန်းကနေအတန်မြည်သွားပြီးမိပွင့်တပွင့်ပြိုးပြက်ဝင်းလက်သွားသည်ဝဝမကြီးကိုတူမီတနတ်တလက်မှထွက်ပေါ်လာသောချီစံထိမှန်သွားလိမ့်မည်ဝဝမကြီးထံမှနာနာကြီးကြီးညီးတံထွက်လာသည်အသက်ကိုအခက်အခဲကြီးမားစွာလူ၍ရှူရှိုက်ရင်းဒရင်ဒရိုင်နှင့်အမြန်ပြေးသည်ဝဝငယ်ကလေးမှမူသူ့မိခင်ဘေးမှထက်ချက်မကွာအပြေးလိုက်ပါသွားသည်တန်မုံတီးတန်တွေအော်တန်ဟစ်တန်တွေပြိုးပြက်သောမီးရောင်တွေသူတို့နောက်မှဟိုးအဝေးကြီးစီမှကြံရစ်ခဲ့ပြီသူတို့သားမိသည်မျက်ပင်ရှည်များထူထပ်စွာပေါက်ရောက်နေသည့်ဆေးပြစ်ခြုံတော်တစ်ခုသို့ရောက်လာသည်သူတို့ရောက်လာကြသဖြင့်တမင်ပြောက်တအုပ်ကိုပင်အနှောက်အယှက်ဖြစ်သွားစေသေးသည်တမင်ပြောက်များကဂျိုသစ်ပေါက်စပိုးဂရီပါသားလိုညံ့သက်သည့်ဥဂျိုဆောင်များကိုစွန့်နေအောင်ထောင်ထားကြသည်ဖြစ်ရာကျဲရောင်ဖြင့်ပြိုးပြက်လင်းလက်နေသည်ဝဝင်သားမိရောက်လာ၍တမင်တအုပ်လုံးဝါတော်တဲသို့ပြေးဝင်သွားကြသည်မြေပြင်ပေါ်မှာတမင်ခွာရအများပြားကြံခဲ့သည်ဝဝင်သားမိသည်တစတဲ့တစဖြင်းချင်းစွာရှောက်လန်းလာကြသည်ဝဝင်ငယ်ကလေးကသူ့မိခင်ဝဝင်မကြီးကိုနားမလဲသလိုလှမ်း၍ကြည့်သည်သူ့မိခင်ကဥကောင်းစိုက်နေပြီအသက်ရှူတန်ကလည်းမြန်နေသည်ပြတ်တောင်းလည်းဖြစ်နေသည်သွေးများကလည်းခန္ဓာကိုယ်အနှံ့ပြားမှတရဟောထွက်နေသည်ဝဝင်ငယ်ကလေးကသူ့မိခင်အပားမှနေ၍ခတ်တုတ်တုတ်ကြည့်လိုက်သည်ဝင်းကျင်တစ်ခုလုံးကိုစူးစမ်းကြည့်သည်လေတင်မှနေ၍မတင်ကားပွဲရာရနံ့ကိုရှူကြည့်သည်သူတို့သားမိကပို၍ခြီလန်းများနှေးကွေးလေးလံ၍လာသည်သူ၏ရှေ့တူယူတွင်ကြောက်ကြိုကြောက်ကြားမှစီးဆင်းလာသည့်စမ်းရည်စီးတံကိုလည်းကြားရသည်ဝဝင်မကြီးကရေရှိရာသို့အငမ်းမရဒရောသောပါတိုးဝင်သွားသည်အသက်ရှူတံမမှန်တော့ကြီးသမင်ဘိုကြီးတကောင်ရေစမ်းအနီးမှတွေ့ရသည်သမင်ဘိုကြီးကလဲလျောင်းနေရာမှထလျက်သူ့ဥချိုကိုမျက်ပင်များနှင့်လုံးထွေးနေသည့်တိုင်အဝေးစီသို့ကြောက်လန့်တကြားထွက်ပြေးသွားသည်ရေစမ်းနားသို့ရောက်လာသည့်အခါရေစီးကြောင်း၏အထက်စီမှလေနှုအေးကတိုးဝင်တိုက်ခတ်လာသည်ရေစမ်းထဲမှကြောက်တုံးများရှိသည်မှောင်နေသည့်တိုင်ရေပြင်တွင်သူတို့၏အရိပ်များရောင်ပြန်ထင်ဟပ်၍နေသည်ကျဲရောင်ကဝိုးတော်ဝါထွန်းလင်းလျက်ရှိသည်ဝဝမကြီးသည်ရေစမ်းနားသို့တွန်းထိုး၍ဂရင်ဂရိုင်ဖြင့်ဆင်းသွားသည်အသက်ရှူတန်းကမမှန်တော့ဟောဟဲလှိုက်အောင်ပြင်းထန်လွန်းလှသည်ဝဝမကြီးသည်ရေစမ်းတွင်းရှိကြောက်တုံးတရုံးပေါ်သို့ထိုးကျသွားသည်ရေစီးကြောင်းအတွင်းမှာဝဝမကြီး၏ခန္ဓာကိုယ်မှထွက်လာသောသွေးများကဝေဝဲရွဝိုင်းလျက်ကွေကာဝဲကာစုံဆင်းမျောပါသွားသည်မျက်လုံးများသည်လည်းရှေးရခင်ကကဲ့သို့မဟုတ်တော့ဘဲမှိတ်မှိတ်သွားလေပြီဝဝမကြီးသည်မလုံမရှက်လဲလျောင်းအိတ်ဆက်သွားပြီဖြစ်၍ဘယ်သောအခါမှပြန်လည်နိုးထလာတော့မည်မဟုတ်တော့ပါဝဝင်ငယ်ကလေးသည်သူ့မိခင်၏အပားရှိကြောက်တုံးတရုံးပေါ်မှထိုင်၍နေသည်သူ့အသိဉာဏ်မှာပြိုဝေလျက်ပင်ရှိနေသည်ညဆိုသည်မှာသူတို့ကဲ့သို့တိရစ္ဆာန်တွေအဖို့အိတ်ဆက်နားနေရမည်အချိန်မှမဟုတ်ပါပဲကလားယခုသူ့မိခင်ဝဝင်မကြီးဘာကြောင့်များအိတ်ဆက်နေသည်ကိုမသိတတ်နိုင်ဝဝင်ငယ်ကလေးအတွက်မူပဟေလိတပုတ်လိုဖြစ်နေသည်ညဦးလေပြေကအေးစိမ့်လာသည်သူ့မိခင်ဝဝင်မကြီးအပားသို့ဝဝင်ငယ်ကလေးကတိုးကပ်သည်နှွေးထွေးသောမိခင်၏ရင်ခွင်တွင်ခိုလုံရန်ဖြစ်သည်သို့သောတခဏမျှသာကြာသည်သူ့မိခင်ထမ်းမှအနှွေးတက်ကိုသူမရရှိနိုင်တော့ပါဒီအခါသူ့မိခင်အပားကခွာရသည်သူအလွန်မဲဆာလောင်မွတ်သိပ်လျက်ရှိပြီးပတ်ဝန်းကျင်ပတ်ချာအနီးတစ်ဝိုက်တွင်အတိမ်ပဲပဲလှက်ပတ်လှုပ်ရှားသွားလာနေမိသည်တအီအော်မြည်၍ညှဉ်းညူနေသည်အလွန်တရာလဲဆာလောင်မွတ်သိပ်လာသည်သို့နှင့်မြေကြီးပေါ်တွင်ထိုင်ချမိလိုက်ပြန်သည်ဒီနောက်ပြန်ထမိပြန်သည်ဝဝင်ငယ်ကလေးအဖို့အတိတ်ဘယ်ကိုမသိနားမလဲစွာဆာလောင်မွတ်သိပ်စွာထိုင်ကြီးတစ်ခါထကြီးတစ်လက်လုံနေမိသည်ထို့နောက်ရေစမ်းအနီးသို့သွား၍ရေကိုနမ်းကြည့်ပြီးအရသာခံကြည့်သည်
စာလောင်မွတ်သိပ်ချင်းမှပြေပြောက်လူပြေပြောင်ညာရေတောက်ပြီးအစာပြေလေမလားမသိတတ်နိုင်သို့တော့1မိနစ်2မိနစ်မြအတွင်းမှာပြန်လဲစာလောင်လာပြန်သည်ညသည်တိတ်ဆိတ်ငြိမ်သက်နေသည်မှောင်မိုက်လျက်လည်းရှိသည်တိလိษံငယ်တကောင်အတွက်မသိနားမလည်နိုင်သောအကြောင်းချင်းရာများစွာတို့ဖြစ်ပျက်ခဲ့ပြီးပြီစမ်းရည်အလင်းကတသွင်းသွင်းစီးနေမြဲပင်စိတ်စမ်းရည်အလင်းသည်တောတောင်တွင်းမှလှဲ့လေစီးဆင်းလျက်ရှိသည်အစာရှာထွက်သည့်ကြွက်များကိုဈီးကွက်တကောင်ကအတန်မထွက်အောင်တောင်ပန်ခတ်ပြီးလိုက်လံဖမ်းဆီးနေသည်ချင်းအကောင်မောင်းဂရီဂရာကရေပြင်အထက်မှာတဝီဝီမြည်အောင်ပြန်တန်းနေကြသည်ဟိုးအဝေးကြီးကထိတ်လန့်ကြအော်ဟစ်လိုက်သည့်ညငှက်အော်တန်ကိုခြောက်ချားစွာကြားရသည်အမဲကြီးတကောင်ကောင်ကိုတွေ့မြင်လိုက်ရ၍အော်လိုက်ခြင်းဖြစ်ပုံရသည်တောချင်မြိုင်စုံအတွင်းမှာညအချိန်မကုံဆုံးတတ်သေးဒီတောဤဟိုးတစ်ဖက်မှာလည်းအခြားသောတောများတောင်များရှိသည်လွင်ပြင်များရှိသည်စူးချုံတွေဆေးပစ်တွေမြက်ပင်တွေတစ်ပင်တွေအလားတူရှိသည်ရှိုးမြောင်မြေချောင်းများရှိသည်မြိုင်ရကုံတစ်ခွင်မှာတောတွင်တလိษံမျိုးစုံမှီတင်းနေထိုင်ကြသည်တောရိုင်းတလိษံကြီးငယ်မဟုလှုပ်ရှားကျင်လည်ကနေထိုင်ချက်စားကြသည်တောတတဝါငယ်တကောင်ဖြစ်သောဝက်ဝင်ကလေးတကောင်တည်းသာအသေးကောင်သူ့မိခင်ဝက်ဝင်မကြီးအနီးတွင်ထိုင်နေသည်သူ့မိခင်လှုပ်ရှားနိုးထလာမည့်အချိန်ကိုမသိနားမလည်စွာစောင့်ဆိုင်နေရှာသည်ဒီညသည်သူ့အတွက်ခြောက်ချားပွေရာညရှုပ်ထွေးပွေလီ၍ဗဟိလိဆန်သောညမိခင်ဝန်မှလှုပ်ရှားလာမည့်အချိန်ကိုစောင့်မျှော်နေရသည်ကိုညီးငွေ့လာပြီညီးငွေ့လာရမှကြောက်စိတ်များပေါ်ပေါက်လာသည်အသိစိတ်အတွင်းမှာနာကျင်နေသလိုစွန့်နေသလိုတစ်စုံတစ်ခုကိုခံစားနေရသည်ကြေကွဲဆွေးမြေ့စိတ်တို့တကိုယ်လုံးပြန့်နှံ့လာသည်စိုးရွံ့ထိတ်လန့်အားငယ်စိတ်များပြည့်ရှံလာသည့်အတွက်သူ့အမွေးအမြင်များပင်ထောင်ထလာသည်နောက်ဆုံးမှာတော့သူ့တကောင်တည်းပါကလားအချိန်ပေါင်းများစွာကုံဆုံးသွားသည်ဒီနောက်အတော်တန်ကြာသည့်အခါမှအမှောင်ထုကတစတစရောပါလာသည်စမ်းချောင်းရေပြင်ထက်တွင်နှင်းမြူထုကဝေဝဲနေစေဖြစ်သည်မြက်ပင်များအထက်တွင်လည်းနှင်းမြူထုကကွဲကွဲပြားပြားမရှိတတ်သေးအိတ်တန်းမှဆင်းလာသည့်တောချက်ပတကောင်ကလွမ်းမောပွေရာဆွဲဆွဲငွင်ငင်တွန်ကျူးလိုက်သည်အရှိစီမှနေဝန်းကြီးပေါ်ထွက်လာ၍အာယုန်သည်နိုးကြားလာခဲ့ပြီသူမိခင်ဝဝံမာကြီး၏မျက်နှာပေါ်မှာရွက်စိတ်များပြေးလွှားလှုပ်ရှားလျက်ရှိနေသည်မိတ်ထားသောမျက်လုံးအစုံထက်မှရင်ကောင်းတွေကတဝီဝီအော်မြည်ပြန်တန်းနေကြသည်မကြာမီပါပင်လရပါနီတကောင်မိုးကောင်းကင်ထက်မှထိုးဆင်းလာသည်ကြက်သည်ကဲမဲ့လှသည်အမွေးတောင်ကပွဲ66ရှိသည်အမွေးကင်းသောဥကောင်းကရုံးနှင့်လေပင်တစ်လျှောက်မှလည်းအမွေးမြင်ဟု၍တပင်မှမရှိပြီးတော့ဝဝံမာကြီးအသေးကောင်အနီးသို့အကြီးတန်လှစွာတလှမ်းချင်းတိုးဝင်ချီကပ်သွားသည်သူ့နှုတ်သည်ကောက်ကောက်ကြီးဖြင့်ဝဝံမာကြီး၏ခန္ဓာကိုယ်ကိုထိုးစိတ်သည်ဝဝံငယ်ကလေးကိုလည်းမန်ဖီပြီးဥကောင်းကိုလှည့်၍ထိုးစိတ်လိုက်သေးသည်တို့ဖြစ်၍ဝဝံငယ်ကလေးကခြုံပုတ်တစ်ခုကြားထဲသို့ပြေးလွှားတိုးဝင်ပုံအောင်လိုက်ရသည်ဒီနောက်ကောင်းငင်ထက်မှလရငှက်ကြီးများတဟုန်တို့ထိုးဆင်းလာကြပြီးဝဝံအသေးကောင်ကိုသူ့တစ်ဖက်ကိုတစ်ဖက်အလူအရက်ထိုးစိတ်ကြကုန်သည်တရားကြီးများကအသားတစ်တစ်ထိုးဖဲလိုက်ဟိုခုံဒီခုံလှုပ်လိုက်နောက်ထပ်အသားတစထိုးတုပ်လိုက်ခုံစွလှုပ်လိုက်နှင့်မတတိစရာလှုပ်ရှားနေကြသည်ပြီးတော့အတောင်စုံကိုတစ်ဖက်ဖြတ်ခတ်၍လေထဲသို့ပြန်တက်သွားကြသည်အတော်ကြာသည့်အခါတစ်ကြောက်ပင်တက်တွင်ဆင်းသက်နားခိုကြသည်နောက်များမကြာမီလဒများအားလုံးအဝေးသို့ပြန်တန်းသွားလေကြသည်ဝဝံငယ်ကလေးသည်သူ့မိခင်အသေးကောင်ရှိရာသို့အရဲစွန့်၍တွားရောက်ကြည့်ရှုမိသည်တို့စီကမူမိခင်ဝံမာကြီးမရှိတော့ပါသားဒီအစနာများသာကြောက်တုံးများပေါ်တွင်ဗရဘကျဲ၍ကြံရစ်သည်ဝံမာကြီးခန္ဓာကိုယ်ဒရက်ကြီးကဒီမှာမရှိတော့ဝဝံငယ်ကလေးသည်သူ့မိခင်ဝံမာကြီးကိုလိုက်လံရှာဖွေနေမိသည်ဘယ်မှမတွေ့နိုင်၍ဝံပန်တနေကြီးညူသည်ဝဝံငယ်ကလေးမိခင်ပျောက်နေပါပြီကောလားဝဝံကလေးမှာအမတန်လဲဆာလောင်လာပြီဖြစ်သည်သို့တစီယခုချိန်ကနေ့ချိန်ဖြစ်နေသည်နေရောင်ကြီးပြိုးပြိုးပြက်ပြက်အောက်မှာဘာကိုမှသူမြင်နိုင်စွမ်းမရှိရှာချေသို့သောလောလောဆယ်မြေကမ်းမတနေရာရှိ၍ရေရှမ်းပြီးရေစီးချောင်းလှိုက်စားထားသောကမ်းပါကောင်းလှိုင်ပေါက်တွင်မှာခိတ္တခဏတွန်းခိုနေဦးမည်ဝဝံကလေးကတစ်ပင်တပင်၏အမြင့်များအောက်လှိုင်ကောင်းပေါက်ထဲသို့ကုတ်ကပ်၍တိုးဝင်သည်စာလောင်မွတ်သိပ်လျက်နှင့်ပင်သူ့ကိုယ်သူလွန့်လူး၍ဝင်ရသည်မြေသိင်းရနံ့ကိုသူရှူဆိုင်မိသည်မြေကြီးကစိတ်၍အေးနေသည်အရိတ်ကအေးအေးမြမြရှိသည်မြစ်ရည်ကစိမ့်စုမှိုင်းပြလျက်ရှိသည်တလိษံတို့၏တဘာဝအတိုင်းညီဆို့ဆို့ရနံ့ထွက်နေသည့်
အမွေးထူထူကြမ်းကြမ်းကြီးများဖုံးလွှမ်းထားသောသူ့အတွက်မူအေးရိပ်သားရာတနေရာဖြစ်သည်ဝက်ဝင်တို့၏တဘာဝအတိုင်းဓားလေးသည့်အတွက်အတန်ပလန်ကြားရုံမျှနှင့်သူအိပ်ပျော်နေရမှမနိုးနိုင်သို့ဖြစ်၍တနေကုန်တနေခန့်အိပ်ပစ်လိုက်သည်ပူပင်ကြောက်ညတောကဗျာပါဒကင်းပါစွာတရှူးရှူးအိပ်ဆက်ပစ်လိုက်သည်အိပ်နေရင်အိပ်မက်လို့ဆိုရမည်လားမပြောတတ်တော့ရခေတ်ရခင်းကဖြစ်ပွားပေါ်ပေါက်ခဲ့ဘူးသောဖြစ်ရဖြစ်စဉ်များကိုပြန်လည်မြင်အောင်နေပြီသည်သူ့အိမ်မက်ထဲမှာပရွဲစိတ်အုံကြီးများတစ်သီးဝလံများပြားလပုများနှင့်ပြားရည်များနီဆွေးဆွေးဆိုထိုင်းတိုင်းနှင့်ညီဟောင်နေသည့်အသားစာများကိုမြင်နေရသည်ညနေစည်းစာအချိန်မှသူနိုးထလာသည်ဒီနောက်ဘေးပတ်ဝန်းကျင်ကိုစူးစမ်းကြည့်သည်ခါတိုင်းလိုမဟုတ်တော့ချေသူ့နားမှာမိခင်ဝန်မကြီးလည်းမရှိတော့ဒီတော့အမှန်တကယ်ဖြစ်ပွားခဲ့သည့်အဖြစ်အပျက်များကိုပြန်ပြောင်းသတိရမိသည်ဝုံဝင်ငယ်ကလေးသည်စမ်းချောင်းဘက်သို့တလန်းချင်းလျှောက်လှမ်းသွား၍ဟိုဟိုဒီဒီကြည့်ရှုနေမိသည်သို့တော်သူတကောင်တည်းသာဖြစ်နေသည်မိခင်ဝုံဝင်မကြီးကိုဘယ်မှန်းသွားနေပါလိမ့်မလဲဟူသောအတွေးစာများဖြင့်ဝုံဝင်ငယ်ကလေးသည်ပတ်ဝန်းကျင်မှာလိုက်လံရှာဖွေ၍အနံ့ခံကြည့်သည်သဲပြင်ထက်မှကြားချေရာများကိုတွေ့ရသည်သမင်ခွာရာများလည်းအများအပြားမြင်တွေ့ရသည်စင်ရိုင်းကြီးတကောင်၏ခြေရာဝိုင်းဝိုင်းကြီးကိုပါတွေ့ရသည်ဝုံဝင်ခြေရာများကိုတွေ့ရတော့လဲခြေရာသည်များမဟုတ်ကြခြေရာဟောင်းများသာဖြစ်သည်မိခင်ဝုံဝင်မကြီးကရွာဘက်စီကိုများပြန်သွားလေသလားဝုံဝင်ငယ်ကလေးမတွေးတတ်နိုင်ရွာသို့သွားသည့်လမ်းကိုသူမှတ်မိသည်သူ့မျက်စိအောက်မှာပင်ရွာသို့ဥတီသွားထားသောခြေရာများကိုတွေ့မြင်နေရသည်ရွာသို့သွားရသည်မှာကောင်းတာရှိသလိုအန်ဒီရဲ့လဲထူပြောလာသည်အကောင်းနှင့်အဆိုးဒွန်တွဲ၍နေသည်စားစရာတစ်သီးဝလံများကရွာအနီးနားမှပြည့်စုံပေါ်များလှသည်ရွာဘက်စီသို့သူလမ်းမျောကြည့်သည်ထိုနေရာကသူ့ကိုညှို့မြူဆွဲဆောင်နေသည်သို့တစေဝုံဝင်ငယ်ကလေးကအလွန်တရာကြောက်ရွံ့၍တုန်လှုပ်နေပါပြီရွာနှင့်သူ့အကြားမှာမမြင်နိုင်သောအတားအဆီးကြီးတစ်ခုကရှိနေသည်လူတ attva ရဲ့လို့ဖြစ်ပွားပေါ်ပေါက်လာစဉ်ကပင်လူသားနှင့်တိရစ္ဆာန်တို့အကြားတီးခြားပိုင်းခြားထားသည့်အတားအဆီးတစ်စုံတစ်ခုရှိနေသည်ထိုအတားအဆီးကြီးကသူ့ကိုချိန်ကြောက်လျက်ရှိနေသည်လေဟုန်စီးလျက်ရွာရှိကမိโกများလွင့်ပါလာကြသည်ဝုံဝင်ငယ်ကလေး၏စိတ်ထဲတွင်တိရစ္ဆာန်ဟူသည်လူသားနှင့်ဝေးဝေးရှောင်ရှားနေဖို့လိုအပ်သည်ဆိုသောအသည့်ပေါ်ပေါက်လာမိသည်လောလောဆယ်အခိုက်အတန့်မှမူသူဆာလောင်မွတ်သိပ်ခြင်းမရှိတော့ပေဆာလောင်မွတ်သိပ်နေမိအစားသူ့စိတ်ကိုသူတင်း၍ရှေ့သို့ခရီးဆက်လက်လျှောက်လှမ်းသည်အိုးရှေ့မှာချအောင်တုံးပါကလားနက်မောင်မာကျောလာသည့်ကြောက်တုံးတုံးပေါ်မှာသူတွေ့လိုက်ရသည်သူမိခင်သာရှိလျင်ဒီချအောင်ကိုဖြိုဖျက်ချပြီးချကောင်တွေကိုစားပစ်လိုက်မိကအေကန့်အမှန်ပင်ဝုံဝင်ငယ်ကလေးသည်ကြောက်တုံး၏အောက်ခြေအနေပိုင်းရှိချအောင်ကိုလှမ်း၍ဆွဲယူလိုက်သည်ဒီနောက်ဆွဲယူရရှိထားသည့်ချအောင်ကိုသူ့သွားဖြူဖြူများဖြင့်အာဘာရကိုက်ဝါသည်မမီမကန်းဖြင့်လှမ်းဆွဲရသည်ဖြစ်၍အရှိန်လွန်ကဝုံဝင်ငယ်ကလေးသည်မြေပြင်ပေါ်သို့ပက်လက်လန်၍လဲကျသွားသည်သို့စေကမူသူအားမလျှော့ပဲထပ်မံ၍ချအောင်ကိုအတင်းဆွဲပြန်သည်ချအောင်တွင်အပေါက်တစ်ခုပေါက်သွားသည်ချကောင်များကအလွတ်ယုံ၍ထွက်ပြေးကြသည်ပို၍မှောင်မဲ့သည့်ချအောင်အတွင်းပိုင်းသို့တိုးဝင်ကုန်ကြသည်ဝုံဝင်ငယ်ကလေးကချအောင်ထဲသို့နှာခေါင်းကိုထိုးသွင်းလိုက်ပြီးချကောင်တွေကိုအပြင်သို့ထွက်လာအောင်ရှာဖြင့်ရက်သည်ပါဇက်ဖြင့်စုပ်ယူသည်လက်စုံကိုသုံးပြီးချကောင်တွေကိုဖမ်းသည်ဖမ်းမိလာသည့်ချကောင်များကိုဝုံဝင်ငယ်ကလေးကအငမ်းမရတစ်ချက်တည်းနှင့်မြန်နိုင်သမျှမြန်အောင်စားပစ်လိုက်သည်ချတုံအလုံးလဲပြုတ်ပြုတ်ပြုံး၍သွားလေတော့သည်ချအောင်တွင်းပိုင်းမှာလှိုင်ကောင်းရှိသည်မှောင်မက်၍ချောမွေနေသည်စမ်းသက်ကြည့်လျင်တွေ့သည်နိုင်သည်ဝုံဝင်ငယ်ကလေးသည်ချအောင်ပေါက်ထဲသို့နှာခေါင်းကိုထိုးသွင်းလိုက်ပြီးအနံ့ခံကြည့်သည်ချကောင်တွေ၏အနံ့ကိုသူရသည်ချအောင်၏ဟိုးအတွင်းပိုင်းအထိတော့သူ့လက်ကလှမ်း၍မမိချေတို့နှင့်သူစိတ်ပြက်လက်ပြက်ဖြစ်သွားသည်ချအောင်တစ်ပိုင်းတစ်စစီဖြစ်အောင်စိတ်ဆိုးမှန်ဆိုးဖြင့်ဖြိုဖျက်သည်သို့သောချအောင်ကိုတမ်မဏိနှင့်တိဆောက်ထားသလိုမာကျောလွန်းလာသည်ဆက်လက်၍လဲချအောင်ကိုဖြိုနိုင်စွမ်းမရှိတော့ပေနောက်ဆုံးနိုင်မူချအောင်ကိုစိတ်ပြက်လက်ပြက်နှင့်စွန့်ပစ်ထွက်ခွာလာခဲ့ရလေတော့သည်ဒီချအောင်ကိုမိုးစင်စင်မလင်းမီချကောင်များကအသစ်တဖန်မြေဆိုးဆိုးဖြင့်ပြန်လေပြုပြင်ပေးလေဦးမည်ချဆိုသည့်တရဝါများကလူလိမ္မာနှင့်ပင်နှိုင်းရှင်ခံရသည့်တရဝါမျိုးချတောင်ဖို့ဖို့သည့်ချင်းရာလူလိမ္မာတို့ဟူ၍ဆိုရိုးရှိသည်ပဲလေလေကွင်းများအကြားတွင်တင်းကွဲစိတ်ပေါက်စာလေးတကောင်ကစူးကြုံထဲမှနေ၍တပဲပဲအော်မြည်နေသည်ဝဲဝင်ငယ်ကလေး၏အတွင်းစိတ်ဓာတ်အတွင်းကအလိုလိုပင်သိရှိနေသည်
ဒီတန်သည်သူ့အတွက်စားစရာတစ်ခုခုပင်လားဖြစ်နိုင်ကောင်းသည်တဘာဝကသူ့ကိုတင် जा ပေးနေသည်တဘာဝ၏စေစားရာသည်အရိုင်းကဘာအတွင်းမှာစိတ်ငယ်ကလေးသည်သူ့အတွက်အစာအာဟာရဖြစ်ဖွယ်ရာအစားအစာစိတ်ငယ်ကလေးမှာတနာပွေစရာမရှုမလှဖြစ်နေရပေပြီသူ့တဲ့ခွန်အားဗလာကြီးမားသောဝက်ဝင်ကစိတ်ကလေးကိုစားမည်ဝက်ဝင်ငယ်ကလေးသည်တပဲပဲအော်မြည်လျက်ရှိသောစိတ်ကလေးကိုလေ့လာကဲခတ်ရင်းစိတ်ကလေး၏ဥကောင်းကစားရမည်လားစိတ်ခွာအထက်ကခြေထောက်ကစ၍စားရမည်လားတွေးတောနေသည်စိတ်ကလေး၏မြည်သည့်နေရာကမဆိုတွေးညီရနှံ့ပြေလျန်းလျက်လက်ဆက်ပူနွေးနေမည်ကအသေးချာဖြစ်သည်သူ့ပိုက်တင်းအောင်စိတ်သားကိုစားပြီးကြံရည်ဥမည်စိတ်သေးကောင်ကိုနောက်တစ်နေ့အတွက်ခြံရအောင်မည်ဒီတိုင်းထားခဲ့လို့များဖြင့်ဟိုးပြသောကောင်းငင်မြင့်မြင့်ကြီးထက်မှမတတိစရာလဒကြီးများကဒုံမြန်ကြီးများလိုဒလဟောထိုးဆင်းလာကြမည်ကမြေကြီးလက်ကမလွဲဖြစ်သည်ထို့နှင့်ဝုံငယ်ကလေးကစိတ်သားအကျွေးကြံများကိုရှားဆောင်လက်ပတ်စုကြုံများအတွင်းမှာကြီးငှက်လက်ဓာနှင့်ခွေးအားများမမြင်တွေ့နိုင်အောင်ထိုးသွင်းပို့ဝှက်ထားလိုက်သည်အော်ဒီစိတ်သားများကုံသွားလျင်ဝုံငယ်ကလေးဖို့တောတွင်းမှာလက်လန်းအမိရှာဖွေရမည်ချအောင်ပရွက်အောင်တစ်ဥတစ်ဖူများဖြင့်အသက်ရှင်သန်အောင်ဆက်လက်လှုပ်ရှားကျင်လည်ကျက်စားရခြင်းအောင်၏ရံမန်ရံကမခံမရနိုင်အောင်ဆာလောင်မို့သိပ်လာပြီးဆိုသည့်အခါများတွင်ခြောက်ခြားကြောက်မဲ့ဖွယ်ရာကြမ်းတမ်းခက်ထွေရော်လာသည်ဒီတော့ဒီတောဒီတောင်တွင်မှာအသက်ရှင်သန်အောင်နေထိုင်နိုင်အောင်အလို့ငါမြည်တို့မြည်ပုံကြင့်ကြံနေထိုင်လှုပ်ရှားကျက်စားရမည်မသိတတ်နိုင်တဘာဝကသူ့ကိုထူးထွေစံပြသောပညာရည်များသင်ကြားပေးခြင်းမပြုမီအချိန်ကာလတစုံတရာအထိချအောင်များပရွက်စိတ်အိမ်များတစ်ဥတစ်ဖုတစ်ပင်တစ်မြင်များကိုရတတ်သမျှရှာဖွေစားတော့ရခြင်းအုံးမည်ဝုံဝင်ငယ်ကလေးအဖို့မူဒီအချိန်ဒီကာလဒီအခိုက်အတန့်မှာတတ္တလောကသဘာဝ၏ကြောင်းသားငယ်တူဟုပင်ဆိုရပေလိမ့်မည်ဒီတော့ဒီတောင်ဒီမြောင်ဒီချက်အတွင်းမှာပြီးပင်စားပင်ပေါ်များရာနေရာချအောင်ပရွက်စိတ်ပေါ်များရာနေရာအရေးရွှမ်းသောချိုချင်အသီးများတော်တွင်စာတော်ပဲသီးများရှိသည့်နေရာတို့ကိုသူခန့်မှန်းရှာဖွေသိရှိနေကြပြီဝန်များအတိုက်ဆောင်နေထိုင်လျက်ရှိတတ်သည့်စူးပြွန်သောစစ်ပစ်ကြုံတော်များအလယ်မှတစ်ပင်မြင့်မြင့်ကြီးများနှင့်တစ်ခက်တစ်ကိုင်းစုခဲ့များနှင့်ကွန်ခိုစရာတိုက်မြုံကိုသူနေထိုင်ဖို့တိဆောက်နိုင်ခဲ့ပေပြီဒီတော့ဒီတောင်များအတွင်းမှာကျင်လည်ကျက်စားလျက်ဒီပတ်ဝန်းကျင်ကစားစရာများကိုသူရှာဖွေစားတော့နေနိုင်ပေပြီလေပြင်းမိုးပြင်းထန်၍လေတံမိုးတံဟိဟိညံသည့်ဥဒုရာသီဆိုးဝါးလာသောညများတွင်လည်းသူအစာကိုလွတ်လပ်အေးချမ်းစွာရှာဖွေနိုင်သည်ဝေလထိန်ထိန်သာသောညမျိုးမှာတာတော့တာယာအခါမျိုးမှာလည်းစိတ်ချလက်ချအစာရှာထွက်နိုင်သည်ဝေးလံတီခေါင်သောတောတွင်တနေရာမှတစ်ပင်မြင့်မြင့်ကြီးများအထက်တွင်အုံဖွဲ့နေတတ်သည့်ပြားလပုတ်များမှမွေးကြိမ်တင်းပြန်သောပြားရည်ချိုရင်နှံကိုလည်းသူရှူရှိုက်လျက်လိုက်လံရှာဖွေတတ်လေပြီစင်စစ်မှမူဒီတော့ချေမြိုင်စုံမြိုင်ခနိုင်တွင်မှာအထီးကျန်ဝက်ဝင်ငယ်ကလေးအတွက်ဆက်လက်အသက်ရှင်သန်နေထိုင်နိုင်မှုရုံးရကန်ရရင်ဆိုင်ရအုံတော်ပြင်မဟုတ်ပါလားအခုသောတာဆင်ခဲ့ရတာကတော့စာရေးဆရာကြီးခင်မောင်အေးမန်းလေးရေးသားသောအထီးကျန်ဆိုတဲ့ဝတ္ထုလေးတစ်ပုဒ်ဖြစ်ပါတယ်မိခင်ဝက်ဝင်မကြီးတည်ဆုံးသွားလို့ကြံရစ်ခဲ့တဲ့တားငယ်လူမမယ်ဝက်ဝင်ငယ်ကလေးတကောင်တောတွင်းမှာသူ့ရဲ့ဘဝရှင်သန်ရေးအတွက်ရုန်းကန်လှုပ်ရှားရပုံကိုတမျိုးတစ်ပုံရေးဖွဲ့ထားတာဖြစ်တဲ့အတွက်သဘောကျနှစ်ချိုက်ကြလိမ့်မယ်လို့လည်းယုံကြည်ယူဆမိပါတယ်ခင်ဗျကျွန်တော်တို့ရဲ့ Wildlife and Story YouTube Channel ဟာဆိုရင်မုတ်ဆိုးတငါတို့ရဲ့အကြောင်းအရာဖြစ်ပျက်များနဲ့ဝတ္ထုများတော်တွင်နေတော်ရင်တိလိษံများရဲ့အကြောင်းအရာဖြစ်ပျက်အလေးထားအမှုချင်းများကိုစင်ဆက်မပြတ်တင်ဆက်နေတဲ့ channel ဖြစ်ပါတယ်ကျွန်တော်တို့ရဲ့တင်ဆက်မှုကိုသဘောကျနှစ်ချိုက်တယ်ဆိုရင်ဖြင့်ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးဖို့လေးလေးနဲ့တောင်းဆိုပန်ကြားအပ်ပါတယ်ခင်ဗျတောတာဆင်ကြတဲ့တောတာရှင်ပေါင်းကိုစိတ်နှပြကျမ်းမာချမ်းသာဝမ်းသာကြပါစေလို့နှုတ်ခွန်းဆက်တာကာရဝပြုပါတယ်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ